ကဲတငယ်ချင်းတို့မိတ်ဆွေအားလုံးတို့မင်းကောင်ဒုတိယလိုက်လဲစွာကြိုဆိုပါတယ်ခင်မင်းစွာနှုတ်ခွန်းဆက်တာပါတယ်နှုတ်ခွန်းဆက်ပါတယ်မင်္ဂလာပါတငယ်ချင်းတို့မင်္ဂလာပါမင်းကောင်ဒုတိယဒီနေ့3လပိုင်း17ရက်နေ့မနေ့ကနန်းဖြစ်တဲ့86ကိုလွဲသွားပါတယ်86ကိုလွဲသွားပါတယ်အဲဒီတော့ငယ်ချင်းတို့ကိုမင်းအောင်ပြောချင်တာက3လပိုင်း17ရက်နေ့ညနေအတွက်နေတဲ့ကနန်းတွေကိုမေတ္တာလက်ဆောင်တင်ပေးထားပြီနော်အဲ့တော့ကနန်းတင်တာလည်းနောက်ကျသွားတယ်ဘာကြောင့်နောက်ကျလဲဆိုတော့ဧည့်သည်လားနေလို့ပါကဲတကယ်ချင်းတို့မင်းအောင်ရဲ့နေတဲ့ကနန်းတွေကိုကြိုက်ရင်ယူသုံးပါကြိုက်ွက်တွေပါတယ်ဆိုရင်သုံးနိုင်ပါတယ်ညနေမှာတော့အောင်ပွဲတွေနဲ့တွေ့ပါစီလို့မင်းအောင်ဆုတောင်းပေးလိုက်ပါတယ်မင်းကောင်အနေနဲ့9ချိန်ထွက်ပြီးတဲ့အထဲမှာ3ချိန်ပဲအောင်ထားပါသေးတယ်51ခွန်9 65ဆိုပြီးတော့3ချိန်ပဲအောင်ထားပါသေးတယ်ငယ်ချင်းတို့မင်းကောင်ကဒီနေ့3လပဲ7ရက်နေ့နည်းနည်းကနန်း86ကိုဘယ်ချော်သွားတာနဲ့တော့ငယ်ချင်းတို့စိတ်ဝမ်းနည်းမှုမဖြစ်ပါနဲ့စိတ်စိုးရိမ်တော့ကရောက်မှုမဖြစ်ပါနဲ့ဘာကြောင့်လဲဆိုတော့မင်းရောရဲ့စတိုင်ကထွက်ပေါက်2ပေါက်ပေးထားတဲ့နီးစနစ်ပါအဲ့ဒီထွက်ပေါက်ကနေထွက်သွားပါတယ်ဒါကြောင့်မပူပါနဲ့မစိုးရိမ်ပါနဲ့86ကိုလွဲချော်သွားတာနဲ့တော့မစိုးရိမ်ပါနဲ့နောက်လာမယ့်အချိန်ဒီမှာဒီပေးထားတဲ့ထွက်ပေါက်2ပေါက်ကသူတို့မလာဘူးဆိုရင်တော့မင်းကောင်တို့ရဲ့လက်ထဲမှာရှိတယ်ဆိုတာအသိပေးခြင်းပါတယ်ကဲတကယ်ချင်းတို့ညနေမှာအောင်ပွဲတွေနဲ့တွေ့ပါစီနော်ဆူတောင်းပေးပါတယ်မေတ္တာနဲ့ဆူတောင်းပေးပါတယ်